အားလုံးပဲမင်္ဂလာပါအဘဆရာမင်းသိခါတွေဆရာမထောက်မောက်ခေါ်တိုင်းမှာဖြစ်ပါတယ်ကျမတို့ဗေဒီပညာရက်မှာနမခရဆန်းဆိုတာရှိပါတယ်မြန်မာပြည်33လုံးဖြစ်တဲ့ကာကြီးကနေအာထိနာမည်အစတွေနဲ့ပေးထားတဲ့9ရက်သားမြေအတွက်နာမည်နဲ့ပတ်သက်ပြီးတော့မှအကောင်းကျိုးတွေသဘောတဘာဝတွေကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျမကာကြီးကနေပြီးတော့တာသင်းကျိတ်တီပြောပြခဲ့ပြီးဖြစ်ပါတယ်ဒီတစ်ခါမှာတော့ထမွဲခင်အားနဲ့ပေးထားတဲ့9ရက်သားမြေတွေဥပမာထေထေဝင်းဒီလိုနာမည်အစရည်နဲ့ပေးထားတဲ့9ရက်သားမိတွေမြည်သည့်လုပ်ငန်းမဆိုကောင်းအေးထားပြီးတော့မှသွေးအေးထားပြီးတော့မှပြုမှုလောက်ကင်တတ်တဲ့သူတွေဖြစ်ပါတယ်ဘယ်လိုလုပ်ငန်းမဆိုဘယ်လိုကိစ္စမဆိုမဖြစ်အောင်မရအောင်လောက်ကင်ဆောင်ရွက်တတ်တဲ့သူတွေဖြစ်ပါတယ်အဲ့တော့ဘယ်လုပ်ငန်းမဆိုဆက်ဆန်းပြကိစ္စဟူသမျှကိုလည်းဝါသနာပါတဲ့သူတွေဖြစ်တယ်ဘယ်လိုလုပ်ငန်းမဆိုဘယ်လိုပညာရက်မဆိုလေးလာစီးပူးရတာကိုလည်းကြိုက်တဲ့သူတွေဖြစ်ပါတယ်ထမွဲအခရာနဲ့ပေးထားတဲ့9ရက်သားမြေအချစ်ကြီးပါတယ်မိမိအပေါ်ကိုတရားတကြက်ဖြစ်အောင်မိမိတို့ချိုးနိုင်တဲ့သူတွေကိုကိုခွင့်တာတဲ့အခါကျရင်ပြန်လဲပြီးတော့မှလက်တုံပြန်တတ်တဲ့သူတွေဖြစ်ပါတယ်အဲ့တော့ထမွဲအခရာနဲ့ပေးထားတဲ့9ရက်သားမြေတွေအသားလည်းလက်မယ်အတန်ကိုလည်းခက်ဆက်ခက်ပြင်းပြင်းပြောမယ်ဆိုရင်တော့ဒီနာမည်နဲ့ပတ်သက်ပြီးတော့မှအကျိုးပေးစီမှာဖြစ်ပါတယ်အဲ့တော့တိုင်းကောင်အခရာနဲ့ပေးထားတဲ့9ရက်သားသမီးတွေဆိုရင်တော့အလုပ်အများကြီးကိုလုတ်ကင်တတ်တဲ့သူတွေဖြစ်ပါတယ်ပြောပြီးသားစကားပေးပြီးတော့ကတိကိုတီးဖို့ခဲရင်တဲ့သူတွေဖြစ်တယ်မိမိရော့နေတတ်တဲ့သူတွေဖြစ်ပါတယ်အဲ့တော့တိုင်းကောင်အခရာနဲ့ပေးထားတဲ့9ရက်သားသမီးတွေဘယ်လုံးမဆိုရွယ်ချက်ကြီးမားမားခိုင်မာချပြီးတော့မှပဲလုတ်ကင်တတ်တဲ့သူတွေဖြစ်တယ်တိုးတော်များလဲအလုပ်ပြီးကန်ဒီလောက်ကြရင်တော့ဖြာရှူးသွားတတ်ပါတယ်အဲ့တော့တိုင်းကောင်အခရာနဲ့ပေးထားတဲ့9ရက်သားမိတွေပတ်ဝန်းကျင်နဲ့တအားဇာတာဖြစ်အောင်နေဖို့အလုပ်ခဲရင်းတဲ့သူတွေဖြစ်ပါတယ်အဲ့တော့မိမိတခုဆိုရင်အလေးမထားတာမျိုးတွေပေါ့တန်နေတာမျိုးတွေဖြစ်တတ်ပါတယ်ဘဝကိုပျော်ပပနေရတာကိုပဲကြိုက်နေတတ်တဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်တိုင်းကောင်အခရာနဲ့ပေးထားတဲ့9ရက်သားမိတွေရွယ်ချက်တွေခိုင်မာဖို့အဖျားမရှိဖို့မိမိတို့ပတ်ဝန်းကျင်နဲ့တအားဇာတာဖြစ်ဖို့ဘာသာရေးကိုအတတ်နိုင်ဆုံးတစ်စက်မမတ်ပြုလုပ်မယ်ဆိုရင်တော့တိုင်းကောင်အခရာနဲ့ပေးထားတဲ့9ရက်သားမိတွေအောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်။တော့တိုင်းကောင်အခရာနဲ့ပေးထားတဲ့9ရက်သားမိတွေအသားလည်းညှို့မယ်အတန်ကိုလည်းခက်အေးနဲ့ပဲပြောမယ်ဆိုရင်တော့ဒီနာမည်နဲ့ပတ်သက်ပြီးတော့မှအကျိုးပေးစေမှာဖြစ်ပါတယ်။ဒါရင်မို့အခရာနဲ့ပေးထားတဲ့9ရက်သားမိတွေအတ္တကြီးပါတယ်စိတ်ကြီးတဲ့သူတွေဖြစ်တယ်စိတ်ဆက်တဲ့သူတွေဖြစ်ပါတယ်။အဲ့တော့မိမိတို့ပေါ်ကိုမိမိတို့မကျင်တတ်တာတခုလုပ်ပြီးဆိုရင်တိုးအိုးပေါက်ပြောဖို့အတွက်ဝင်မလေးတဲ့သူတွေဖြစ်ပါတယ်။ဒါမှမဟုတ်အခရာနဲ့ပေးထားတဲ့9ရက်သားမိတွေမိမိတို့အိုးရင်နဲ့ပတ်သက်ပြီးတော့မှမကြာခဏပြောင်းရွှေ့ပြီးတော့နေရတတ်ပါတယ်။မိမိတို့မွေးတာတနေရာကြီးတာတနေရာအောင်မြင်တဲ့နေရာတနေရာဖြစ်တတ်ပါတယ်။ဒါမှမဟုတ်အခရာနဲ့ပေးထားတဲ့9ရက်သားမိတွေအသားကညိုမယ်အတန်ကိုလည်းခက်ပြင်းပြင်းပဲပြောမယ်ဆိုတော့ဒီနာမည်နဲ့ပတ်သက်ပြီးတော့မှအကျိုးပေးစေမှာဖြစ်ပါတယ်။နာကြီးအခရာနဲ့ပေးထားတဲ့9ရက်သားမိတွေအစိုးနဲ့အကောင်ဆိုရင်တော့အစိုးဘက်ကနေပြီးတော့မှတွေးပြီးတော့မှလုတ်ကန်တက်တဲ့သူတွေဖြစ်ပါတယ်ဘလို့မြည်သည့်ကိစ္စမဆိုစက်ကျင်ဘက်ကနေပြီးတော့မှပြုလုပ်တက်တဲ့သူတွေဖြစ်ပါတယ်အဲ့တော့နာကြီးအခရာနဲ့ပေးထားတဲ့သူတွေအချစ်ဦးနဲ့လွဲတတ်ပါတယ်သူတို့ကဘဝမှာဖြစ်သည်များအကြောင်းအကောင်းပဲဆိုတဲ့စိတ်ကိုမွေးတဲ့သူတွေဖြစ်ပါတယ်ခံယူထားတဲ့သူတွေလည်းဖြစ်ပါတယ်စိတ်ငြိမ်မခံပါဘူးတက်ကြွပျော်ပါနေတတ်တဲ့သူတွေဖြစ်ပါတယ်နာကြီးအခရာနဲ့ပေးထားတဲ့သူတွေဟာသူတို့အတွက်တတိထားမှာကဘယ်ရမဆိုအစိုးနဲ့ကောင်းတဲ့တွန်းတွဲနေတာဖြစ်တဲ့အတွက်ကောင်းတဲ့ဘက်ကနေပြီးတော့မှအကောင်းမြင်စိတ်မွေးမယ်ကောင်းတဲ့ဘက်ကပဲအရင်လှည့်ပြီးတော့စဉ်းစားမယ်ဆိုရင်တော့ပုံမပြီးတော့မှဘောဟာတိုးတက်မှုတွေအောင်မြင်မှုတွေကိုရရှိစေမှာဖြစ်ပါတယ်အဲ့တော့နာကြီးအခရာနဲ့ပေးထားတဲ့သူတွေအသားလည်းညို့မယ်အတန်ကိုလည်းခက်အေးပဲပြောမယ်ဆိုရင်တော့ဒီနာမည်နဲ့ပတ်သက်ပြီးတော့မှအကျိုးပေးစေမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ထမွဲအခရာကနေပြီးတော့မှနာကြီးအခရာဒီပြောပြခဲ့တာဖြစ်ပါတယ်2026မှာ9ရက်သားသမီးတွေမိမိတို့ရဲ့လိုအင်ဆန္ဒတွေတလုံးတဝါနဲ့ပြည့်စုံနိုင်ကြပါစေ